ဘာမှအမားမရှိသေးဘူးမင်းအဲ့စာကတ်ထားတာဆက်တော်ရေးလမ်းကြောင်းမှာဆက်တော်ရေးလမ်းကြောင်းဥပဒေရမင်းအဲ့လိုစာကတ်လို့ရတက်နေရခိုင်းတာလေတက်နေရခိုင်းတယ်လို့ကျွန်တော်မလုပ်အောင်လားတက်နေရခိုင်းတာကျွန်တော်မလုပ်အောင်လားပြောတက်နေရခိုင်းတယ်ရှင်းမယ်နားမယ်လေမင်းမအောင်လေဟဲ့မင်းမအောင်လေကျွန်တော်တာဝန်ရပြောနေတာမင်းမတာဝန်ဆိုငါတာဝန်ရှိတယ်ဟုတ်တယ်ဘုံတာဝန်တနေ့လုံးကအောက်ချုပ်နေတာအေးအဲ့ဒါတက်တယ်နောက်ပါတော့ကျွန်တော်ဘုံမလဲဟိုကဘုံလည်းပညာတယ်ပဲကျွန်တော်လည်းပညာတယ်ပဲမင်းဘယ်တက်ကတက်တယ်ငါသိတယ်ဘယ်တက်ကတက်တယ်အဲ့ဒါမပြောနဲ့ဝိုင်းစာချင်းတော့ထွက်လာအဲ့ဒါကိုမပြောနဲ့ဘုံမှုတာဝန်လေဘုံမှာမလိုက်စီမှာတာဝန်ရှိတယ်ကျွန်တော်လည်းဒီမှာကျွန်တော်တာဝန်ရှိတယ်ကျွန်တော်တာဝန်ရှိလို့ကျွန်တော်ပြောတာမင်းတာဝန်ကဒီကိတ်တဲ့ကိတ်ပဲရှိတယ်မဟုတ်လေအဲ့ဒါဘုံမမေးတာတမျိုးလုံးကျွန်တော်တာဝန်ရှိတယ်မင်းတို့တာဝန်ရှိတက်တယ်ကိုစောက်ယူလားအေးတက်တယ်မှုတာဝန်ပေးတာလေတက်တယ်မှုတာဝန်ပေးတာလေတက်တယ်ကိုပေးပါတာဝန်ပေးတယ်တက်တယ်မှုကကျွန်တော်တာဝန်ပေးတယ်ပြစားရချင်းတယ်ပြတက်တယ်မှုကိုမေးတက်တယ်မှုကိုမေးမေးစရာမလိုငါခုတက်တယ်မှုအခုကကျွန်တော်အခုတက်တယ်မှုဖုံးဆက်မှာဆက်ဘုံမှုဝင်နေအောင်ကျွန်တော်ခုဆက်မှာပြောမယ်မင်းပြောမယ်ငါလည်းပြောမယ်ကျွန်တော်လည်းပြောမယ်ဟုတ်ပြီနော်ဘာမှပြောတာရိုင်းတိုင်းမှုပြောတာမရှိဘူးနားလာကြည့်တယ်တစ်ခွက်လုံးရှိတယ်မင်းပြည်သူစစ်ကတို့လုပ်တယ်ဟဲ့စစ်သားစစ်တွေဘာလုပ်နေလဲပြောရဲစစ်တွေဘာလုပ်နေလဲတွေ့မယ်မဆက်ခုဆက်တယ်အခုဆက်မင်းလည်းငါတွေ့ချင်တာကြာပြီဟဲ့စီကျူဟောပါဘူးတိုင်းဆိုင်ရထွက်တယ်ကောတွေ့ကြသေးတော့ဘောမင်းဆိုင်တော့မကဲတယ်ဟဲ့ငါတော့ဘယ်ကောမကဲတယ်နော်ဒီလိုခွဲချပြန်မနိုင်လားစောက်ရှူအင်စားဘစ်ကွာနော်အင်စားဘစ်ကွာဒီတော့ကကြည့်နေတာစောက်ပါလာဝါတယ်အေးကျွန်တော်တို့ကအကုန်လုံးကိုပြောတာဆက်ပြောတာဆက်တော့ရကိုခွဲကြပြန်မင်းဆက်ခမ်းမဲလာပြီဆက်ဖြည်းဖြည်းပြောင်းချောနေလိုဖလိုက်စားချင်းဘုံစကားပြောတာအရန်ဟိုလွန်နေပြီနော်ကျွန်တော်ကဘာမှမဖြစ်ဘူးလွန်လားဆက်တော့ခုပဲဆက်ဘူးဘုံလုံးကကိုင်ဘူးဘုံလုံးကကိုင်ဆက်မင်းဆက်မင်းဆက်ငါပြောမှာမင်းအေးတွေ့ကြသေးတော့မင်းပါကောင်းတော့ပြကြသေးတော့ဟုတ်လားခိမလာပြီးစောက်ပါလာပါပြီးငါပြလာပြီးတော့မင်းပါလေပုံမှုတော့ပါတယ်လာလို့ဘုံမှုကကျွန်တော်မပြောဘူးတွေ့တယ်ခုတက်တယ်ဘုံစက်နေဘုံမနိုင်သေးဘူးဘုံအဘဒီမှာကျွန်တော်ဟိုတုံးကိတ်မှာပါတုံးကိတ်မှာကျွန်တော်တို့ကဟိုနေ့ကဟိုလုံလုံရေးစကူးမှာဝီတုံလုံးဝင်ကကျွန်တော်တို့မှန်ချပါဆိုတဲ့စာတွေကတ်ခိုင်းနိုင်လေပါကားလေးကိုလေအဲ့မှာကျွန်တော်တို့ကမှန်မချတဲ့ကားတိုင်းကိုမှန်ချခိုင်းတာပါချခိုင်းတော့အဲ့မဲ့အခု80ဘန်နဲ့ကားသီးလာတယ်လာတော့ကျွန်တော်တို့ကဘယ်မှမသိဘူးမှန်မချတဲ့အတွက်မှန်ချပါလို့ကျွန်တော်လမ်းပြောတယ်လမ်းပြောချိန်မှာအဲ့ကားကလာတယ်ကျွန်တော်တို့ကလာထိုးလာပြီသူကမလိုင်းစီမန်ကဘုံမှုဝေပြိုးတယ်ဝင်မှုဝေပြိုးဆိုကျွန်တော်တရက်နဲ့လည်းချိန်တယ်မင်းဘာတာဝန်လဲတဲ့မင်းဘာတာဝန်ချင်းငါမလိုင်းစီမန်ရတယ်လက်ပြဘုံကြီးလည်းထုတ်ပြီးတော့ကျွန်တော်တို့ကိုခွဲပလိုက်မယ်လို့ပြောတယ်ဘုံမှုမင်းကျွန်တော်တို့ကဒီမှာကျွန်တော်တို့တက်နေမှုကတာဝန်ပေးထားဆိုတော့မင်းတက်နေမှုကတာဝန်ပေးထားတယ်မင်းကျင်းနှန်းရှိလာတယ်တာဝန်ရှိလာတယ်ကျွန်တော်မိတ်လာတစ်မျိုးလုံးကမင်းတာဝန်ယူထားတာဒီတာဝန်ပဲရှိတာမင်းဖလိုက်စာချင်းထွက်တယ်ပြောပြီးငါပြောမယ်မင်းပြောပြီးငါပြောဟုတ်တယ်ဘုံခဏလေးဘုံပြောတဲ့စကားတွေပဲကျွန်တော်ပြောရတယ်တနေ့ရတယ်မပြောဘူးကျွန်တော်တို့ကတနေ့နဲ့လည်းချိန်တယ်လက်ပြဘုံနဲ့လည်းခွဲ